အားလုံးမင်္ဂလာပါကျွန်တော်မန်တော်ကိုဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကအသစ်ထွက်ရှိလာမယ့် editing skin နဲ့အတူပြန်ပါလာမယ့်ကျွန်တော် return skin တွေပြီးလို့ရှိရင်အခုအသစ်ထွက်ရှိလာတဲ့ event group sheet ဆိုတဲ့ event လေးအကြောင်းကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ video လေးမဆိုင်ခင်ကျွန်တော် channel လေး like ဆိုလို့လုပ်ပေးကြပါအောင်အဲ့တော့ video လေးကိုစလိုက်ကြရအောင်ကျွန်တော်အသစ်ထွက်ရှိလာမယ့် editing skin အနေနဲ့တော့ကျွန်တော်အခုပြထားတဲ့ပုံစံအတိုင်းပဲစစ်တူဤပုံစံတည်းမှာဖြစ်ပါတယ်တော်တော်လာတဲ့ editing skin လို့ပြောလို့ရရပါနော်second ပုံစံနေထားတာလည်းကျွန်တော်တို့ update 4.4 နဲ့လိုက်မဲ့ grease time ပုံစံကိုလုပ်ပေးထားရပါနော် update ကအနေနဲ့ကျွန်တော်တို့ဒီ M1 current ဆိုတဲ့ sniper အသစ်ကိုတည်ရမှာဖြစ်ပါတယ်သူပြထားတဲ့ပုံစံနေထားတော်တော်လာတဲ့ skin လို့ပြောလို့ရရပါနော် 3D ပုံစံကတော့ကျွန်တော်တို့မထွက်သေးပါဘူး return skin အနေနဲ့ကျွန်တော်တို့ဒီလူကြိုက်များတဲ့ AUG skin ပြန်ပါလာမှာဖြစ်ပါတယ်ဒီ AUG skin ကကျွန်တော်တို့တော်တော်လေးလာရပါနော်သူရဲ့ hit effect ကလည်းတော်တော်မိုက်တဲ့ထဲမှာပါပါတယ် skin ပုံစံအနေနဲ့လည်းကျွန်တော်တို့ဒီတော်တော်မိုက်တဲ့ထဲမှာပါပြီးတော့ဒီ helmet အနေနဲ့လည်းကျွန်တော်တို့လူကြိုက်များတဲ့ထဲမှာပါပါတယ်အသစ်ပေါ်လာမဲ့ glider ပုံစံလည်းတော်တော်မိုက်တယ်ပေါ့နော်လုံးဝအနီအောင် theme ကိုသုံးပေးထားရပါတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ group sheet အကြောင်းပါ group sheet ကပါလဲဆိုတော့ကျွန်တော်ဒီသူပေးထားတဲ့မူရင်းဈေးကိုမှသူက discount ချပေးရပါတော့အားလုံးဒီမှာတွေ့ရတဲ့မူရင်းဈေးကကျွန်တော်100ဆိုရင်ဒီမဲ့ discount အနေနဲ့90နဲ့ဝယ်လို့ရမှာပေါ့နော် brother တို့က UC 90လည်းမသုံးချင်ဘူးထပ်ပြီး discount လုပ်ရနေဆိုရင်တော့ကျွန်တော်ဒီဘေးမှာတွေ့နေတဲ့ group လေးကိုလိုက်ကြမှာဖြစ်ပါတယ်ကျွန်တော်ဒီပထမဆုံး group အနေနဲ့တော့ UC 50နဲ့ဝယ်လို့ရမယ်ဒုတိယ group အနေနဲ့ကျွန်တော် UC 30နဲ့ဝယ်လို့ရမှာဖြစ်ပြီးတော့တတိယ group အနေနဲ့ကျွန်တော် UC 10နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုဝယ်ရမှာလဲဆိုတော့ကျွန်တော်တို့ဒီ group လေးတွေကလူပြရမယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့2ယောက်ပြရမယ်ပေါ့နော် group ထဲမှာ2ယောက်ရှိမှသာလေ brother တို့ဒီဘေးမှာတွေ့ရတဲ့ UC amount နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့ကျွန်တော်ဒီလူက4ယောက်ပြရမယ်ပေါ့နော်ဒီတတိယတစ်ခုအနေနဲ့ကျွန်တော်လူက6ယောက်ပြရမှာဖြစ်ပါတယ်ဒါမှသာဘေးမှာပြထားတဲ့UC amount တိုင်းဝယ်လို့ရမယ်ပေါ့နော်ကျန်တဲ့ပစ္စည်းရတဲ့အတိုင်းပါပဲ group ပြည့်မှသာဝယ်လို့ရမယ်ပေါ့နော် group မပြည့်ရင်တော့ကျွန်တော်ဝယ်လို့မရပါဘူး brother တို့ကဒီကိုယ်တိုင် group လေးဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီအောက်က mob group purchases ကိုနှိပ်လိုက်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကဒီ group မျိုးစား3ခုဖွဲ့လို့ရမယ်ပေါ့နော်ကိုဖွဲ့ခြင်းတဲ့ group မျိုးစားနှိပ်ပြီးသွားရင်ကျွန်တော်ဒီအောက်က NDA ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီလိုမျိုးလေးပေါ်လာဖြစ်ပါတယ်ဒီလိုမျိုးလေးပေါ်လာဆိုရင်ကျွန်တော်ဒီ UC 4ခုပေးရမယ်ပေါ့နော် UC 4ခု brother တို့မှာရှိရဲကျွန်တော်ဖွဲ့မယ်ဆိုရင်တော့ဒီအောက်က NDA group purchase ကိုနှိပ်လိုက်ပါဒါဆိုရင် group ဖွဲ့ပြီးသားရဖြစ်ပါတယ် group ဖွဲ့ပြီးသားရင်ကျွန်တော်ဒီလိုမျိုးတငယ်ချင်းတွေကို invite လုပ်တဲ့နေရာပေါ်လာမှာဖြစ်ပါတယ် brother တို့ခေါ်ခြင်းတဲ့တငယ်ချင်း invite လုပ်လို့ရမှာပေါ့နော်ဒါဆိုတော့ brother တို့နောက်လာမယ့် edit skin အသင်းနဲ့ group ပါရှိဆိုတဲ့ event အကြောင်းနားလည်ပေါ်ပေါက်သွားလို့ထင်တယ်ပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော် video လေးကိုအဆုံးထိကြည့်ပြီးတကယ်ချင်းကြည့်ရှင်းကြအောင်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြန်ပြန်ကြည့်ကြပါမယ်အားလုံးပဲဘိုင်မှာ